မင်္ဂလာပါရှင်ဒီနေ့ကတော့ဖြိုကတာနေဘန်ကောက်ကိုကတာအဲဝေးနဲ့တွားခဲ့တဲ့ blog လေးရိုက်ထားတာပါအဲ့ကြည့်ပေးကြပါအောင်ရှင်ဒါကတော့ဖြို check in စဝင်မှာပေါ့နော်ကတာလေးစိတ်မှာဖြစ်ပါတယ်ခုချိန်က Ramadan ကာလဖြစ်တော့တိတ်ပြီးတော့မနက်စောပိုင်းဆိုတော့လူတော့တိတ်မရှိဘူးလူတော့ရှင်းနေပေါ့နော် check in ဝင်ပြီးတော့တစ်ချက်ဖြိုဒီ duty free မှာတစ်ချက်ရှောက်ကြည့်ခဲ့ပေါ့နော်အဲ့မှာလာပူပူရုပ်တွေတော့တွေ့ခဲ့တယ်ဒါပေမဲ့0ချီတော့ဝင်တော့မွေခဲ့ပါဘူးဖြိုကတာအဲဝေးနဲ့တော့တခါမှတော့ခီးတော့မသွားဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ပထမဆုံးတွေ့ကြုံမှာကတာအဲဝေးနဲ့ခီးသွားတာပေါ့နော် سادتي وسادتي للمسافرين الذين انضموا إلى هذه التاون ورحبوا بكم علامة الخطوط الجوية القطرية وأعادوا تحالف العالم الواحد ဒါတော့သူတို့ခေါင်းနေပြီးတယ်စောင်းနေပြီးတယ်နဲ့ချက်တွေပြီးတယ်ပေါ့နော် economic class ကိုဒါပေမဲ့ဖြစ်ချင်တော့ဒရင်ပေါ်မှာ2နာရီလောက် flight လေးဖြစ်တော့ပါတယ်ဒရင်ထွက်ခဲ့ပြီးမှသူတို့2နာရီနောက်ကျပြီးမှထွက်တယ်ပေါ့နော်ဘာလို့ flight က2နာရီ delay ဖြစ်လဲဆိုတော့သူတို့အဲ့ဖြိုးထွက်လာခင်ဒီမှာဒီအီရန်နဲ့အစ္စရေးတို့ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်2နာရီ flight delay ဖြစ်သွားတာပါဒါကတော့သူတို့လေမမပေးရ lunch ပေါ့ပါပြီးရင်သူတို့ alcohol နဲ့ serve လုပ်တယ်ပေါ့နော် economy class ဆိုပေမဲ့သူတို့ spirit တွေရတယ်ဘီယာတွေရတယ်ပေါ့နော်ဖြိုးတော့မတောက်ခဲ့ပါဘူးလူကတော့အရင်အောင်ပိုက်စားနေပြီပေါ့နော်လေစိတ်ထဲမှာလည်း3နာရီလေရင်ပေါ်မှာလည်း2နာရီစောက်ပရိုတဲ9နာရီ6နာရီလောက်ဘာမှမစားခဲ့တော့လူကအရင်အောင်ပိုက်စားနေရပါအချိန်ဆိုဖြိုးစီးခဲ့တာ direct flight ပေါ့နော် direct flight ဆိုရင်ကတားနေဘန်ကောက်ကိုသွားရင်အနည်းဆုံး6နာရီပဲ6နာရီကျော်ပဲပေါ့နော်လေရင်ပေါ်မှာ wifi ရလားဆိုရင်တော့ရတယ်ပေါ့နော်လေရင်ဖြိုးစီးခဲ့တော့1နာရီ free ရတယ်ပြီးရင်တကယ်လို့ကိုကထပ်ပြီးသုံးချင်တယ်ဆိုရင်သူတို့ရှိမှ wifi ဝယ်လို့ရပြီပေါ့နော်$10ပေါ့တကယ်လို့ wifi တွေပါသုံးချင်ရင်ဆိုရင်$10ပေးပြီးဝယ်လို့ရပါတယ် free ကတော့1နာရီပဲရပါတယ်ကဲနောက်ဆုံးတော့ဘန်ကောက်ရောက်ပါပြီ